မေရှောက်ပါတယ်ဖေယားတပည့်တော်တလပညာဖေထူးချွန်အောင်ကဘာကျော်တက္ကသိုလ်မှာတက်ရပညာသင်ကြားနိုင်အောင်ဘယ်လိုစိတ်စွမ်းအင်မျိုးနဲ့ကြိုးစားအားထုတ်ခဲ့ပါသလဲသိဖေရစေဖေယားစာရကြက်မှတ်တဲ့အခါဘယ်လိုစိတ်ထားမျိုးနဲ့ကြက်မှတ်လေးလာပါသလဲဖေယားတဲ့ဒါတော့အရင် personal ဖြစ်တယ်ဖြေလို့မရဘူးဗုဒ္ဓံတရဏံကိစ္စမြမြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုဘုန်းကဘုဒ္ဓဆင်လူသားအနေနဲ့ကိုးကွယ်တယ်အခက်ခဲတွေ့တဲ့အချိန်မှာဆိုပို့ပြီးတော့သတိရတယ်တချို့ကအခက်ခဲတွေ့ရင်ဘီယာသတိရတယ်တချို့ကဆေးချောက်သတိရတယ်တချို့ကသချင်းသတိရတယ်တချို့ကတငယ်ချင်းသတိရတယ်တချို့ကအစားအသောက်သတိရတယ်ဘုန်းကြီးကမြတ်စွာဘုရားသတိရတယ်မြတ်စွာဘုရားတခါဒီဘုရားမဖြစ်ခင်ပေါ့နော်နာမည်ကြီးတဲ့တရားပြဆရာတွေစီအကုန်လုံးလိုက်ပြီးတော့လေ့လာတယ်သူတို့မှဒီတရားရတဲ့ဤကောင်လမ်းညာရှိမလားအဆင့်တစ်ခုထိဇံရနိုင်တဲ့အဆင့်ထိဒါပေမဲ့သူလိုချင်တာမရသူဆက်သွားတယ်ဆက်က open minded ဖြစ်တယ်လိုက်ရှာတယ်ဒါတကယ်စံနမူနာတော့ထွက်လာပြီငါဗထေရမင်းသားငါဘယင်သားဘယ်သူမှကိမစားပဲဒီလိုစိတ်မျိုးနဲ့မဟုတ်ဘူးသူကပရမဆုံး ignorance ကိုလက်ခံလိုက်တယ် ignorance ရှိတယ်မသိဘူးဆိုတာကိုလက်ခံလိုက်လူသားတွေအရင်တော့ဒီလောက်အိမ်ကြီးတွေဒီမီးတွေဒီတက်မပညာရေးတွေမရှိတာဘာလို့မရှိခဲ့တုံးဆိုတော့တို့မှမသိဘူးဆိုတဲ့ ignorance ကိုလက်မခံဘူး ignorance ရှိတယ်လူသား ignorance ရှိတယ်ဒီဆေးပြဒီယောဂဖြစ်ရင်ဘယ်လိုကုရမလဲဆိုတော့တို့မသိဘူးဒီ ignorance ကိုလက်စပြီးတော့လက်ခံတယ်အရင်တော့အဲ့လိုမဟုတ်ဘူးမမဟုတ်တဲ့ဆရာလည်းပဲတစ်ပင်ကိုဘုရားလှုပ်ပြီးတော့မမဟုတ်တဲ့အကုန်လုံးကုသနိုင်တယ်သူကဒီလိုကြွေးကြော်တာဟုတ် ignorant လက်မခံဘူးမောဟလက်မခံဘူးမသိဘူးဆိုတော့လက်မခံဘူး ignorant ကိုစပြီးတော့လက်ခံတာသူ starting point ပဲပညာရေး starting point ဘုန်းတော်ကလေ့လာတယ်ဒူဘိုင်းရောက်တဲ့ခါတခါလေအစ္စလာမ်နဲ့ပတ်သက်တဲ့စာအုပ်လေးတွေဝယ်တယ်ဆေးဘီးယားရောက်တဲ့ခါဒီ orthodox နဲ့ပတ်သက်စာအုပ်လေးတွေဝယ်ဖတ်တယ်ဒီဘက်ကျောင်းတွေရတဲ့ခါမှာသူတို့ကျောင်းတွေဝယ်ဖတ်တယ်မြန်မာပြည်သွားကဆရာတော်တွေဟိုမေးခွန်းတွေမေးလို့ဆရာတော်တွေဥဒ္ဓမာသာမင်းတလောက်မမေးနဲ့အုံနောက်ယောဂဖြစ်ပြီးတော့သေလိမ့်မယ်ဆရာတော်တွေအဲ့လိုကြောင်းလေးနောက်လေးရှိတဲ့ဆရာတော်တွေလည်းရှိတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ငါဘာမှမသိသေးဘူးဆိုပြီးတော့လက်ခံတာအဲ့ရှေးတော့မြန်မာဆရာတော်တွေအရာစာအရန်တက်တယ်သူဖြင့်ပခုတ်ကစာအရန်တက်တယ်ဘာကြောင့်တက်တော့ဆိုတော့သူတို့မှာတဲ့စာပွဲမရှိဘူးစာအုပ်တင်တယ်ဘာလို့တင်တာအောင်ဆိုတော့ဒါမသိသေးဘူးဒါတော့သိထားတယ်ဆိုနည်းနည်းလေးသိထားတယ်ဆိုတဲ့ဟာပေါ့နော်ငါနဲ့အတင်တာဒါလေးမသိသေးဘူးဟိုဟာလေးတော့မသိသေးဘူး तू မသိတဲ့ဟာနည်းနည်းပဲရှိတယ်ဆိုတဲ့အမြင်မျိုးနဲ့အဲ့ဒီ position နဲ့ तू လေ့လာတာအဲ့လိုတင်နဲ့ကြာလာတဲ့ခါကျတော့ငါသိတာကနည်းနည်းလေးပါမသိတာအများကြီးပါအဲ့ဒီလိုသဘောပေါက်လက်ခံတဲ့နေ့မှာဒီဘုန်းကြီးစာတတ်သွားပြီ the day you accept your ignorance အဲ့ဒါအရေးကြီးဆုံးပဲအဲ့လိုမဟုတ်ဘဲနဲ့ငါအကုန်လုံးသိတယ်ဆိုအကုန်လုံးကိုလက်ညှိုးထိုးလိုက်ညွှန်ပြရဲဆိုရင်ဒါမရနိုင်ဘူးဘုန်းကြီးကPhD အောက်ဆုံးမှာ PhD လုပ်တာ3နှစ်ပဲကြာတယ်3နှစ်ကျော်ပဲကြာတယ် PhD လုပ်ဖို့စောင်းတော့9နှစ်ကြာတယ်ပိုက်ဆံမရှိဘူးဟိုကလည်းမရဘူးမြန်မာနိုင်ငံသားတွေနဲ့ scholarship တွေကလည်းဟိုတင်ပေါ့ qualify မဖြစ်တဲ့ဟာတွေကများတယ်အဲစောင်းရတာ9နှစ်အဲ့ MA အောင်ပြီးတော့ Master 3ခုအောင်ပြီးတော့ Master 3ခုလုပ်ရဖို့အတွက်ဘုန်းကြီး9နှစ်စောင်း9နှစ်စောင်းအဲ့ဒီစောင်းတဲ့အချိန်မှာမြတ်စွာဘုရားက
တရားတကယ်တွေ့တဲ့ခံကြတော့သူက24နိုင်မကြာဘူးဘောရခင်အောက်အဲ့ဒီတော့စောင့်ရတာ6နှစ်စောင့်အဲ့ဒီ6နှစ်ကအဲ့ဒီထဲမှာအဲ့ investment နဲ့မှပါသွားတယ်အဲ့ဒီလို positive thinking ရှိရဘုန်းကြီးကဟိုမိဘလည်းမထောက်ပံ့နိုင်ဘူးဟိုရဟန်းတကာတွေလည်းဦးတဲ့ထောက်ပံ့နိုင်တာမရှိဘူးဟိုနည်းနည်းဒီနည်းနည်းကြောင်းတက်နေနေလည်းပဲအလုပ်လုပ်ရတယ်ပေါ့အလုပ်လုပ်ရတယ်ဆိုတာဟိုကနေပြီးတော့ရှင်များ Sunday School ကလေးတွေ Sunday School လာလုပ်ပြီးတော့သွားလုပ်ပေးရတယ်ဒီမှာ PhD လုပ်တော့အရန်ပင်ပန်းတယ်အဲ့ဒါသွားလုပ်ပေးတယ် weekend ဆိုသွားလုပ်ပေးတယ်ဒါကို support လုပ်တဲ့တကားတွေဆိုပြီးတော့အဲ့ဒီကနေပြီးတော့ဟို9ကျပ်30အဲ့ဒီအလှပိုက်ဆံလေးစုပြီးတော့ course fees ပေးလာတယ်အောက်ဆိုတဲ့ကူပေးလာတာပေါ့ကျုပ်ပညာသင်ခွင့်ပေးပါစစ်ထက်ကြတဲ့ခါလေးရှိစစ်ထက်ကြတဲ့ခါဆိုရင်ရိုးပဲကြရဆိုရင်တော့တစ်ခါဆို mild depression ဆိုရရှိတယ်မလားPhD လုပ်တာအရန်ခက်တဲ့ခါကျတော့သူကအဲ့လိုဆိုရင်ဘုန်းကြီးကဒီအခန်းထဲနေထွက်ပြီးတော့လမ်းတော့လျှောက်လိုက်တယ်အောက်ဆိုမြို့မှာအောက်ဆိုတက်ကသူကဆရာတွေက1000ကျော်2000နီးပါးလို့ရှိတဲ့ခါကျတော့တစ်မြို့လုံးမှာလေသူတို့အိမ်နေရာတိုင်းမှာရှိအိမ်တိုင်းမှာသူတို့ကကိုယ်ပိုင်စာကြည့်တိုင်းရှိညနေသွားပြီးတော့လမ်းလျှောက်စအပြင်ကနေလှမ်းကြည့်လိုက်သူတို့စာကြည့်ဟိန်းနေတာတယောက်တည်းပိုင်နေစာကြည့်တယ်အဲ့ဒါကြည့်ပြီးတော့ inspire ပြန်ဖြစ်လာတယ်အားရပြန်တက်ဒါတနေ့ဒီ mild depression ကိုပြောတာပေါ့ mild depression ဒီအရန်ပြဿနာအရန်ကြီးကျယ်လို့ဖြစ်တဲ့ depression မျိုးဆိုတော့ဘုန်းကြီးကမြတ်စွာဘုရားကြောင့်ပို့ပြီးတော့တွေးတယ်မြတ်စွာဘုရားကဒုက္ခရစရိယာပင်မချင်းတဲ့ဟာကိုရက်လက်တဲ့ခါကျတော့သူ့မှာတငယ်ချင်း9ယောက်တပြည့်9ယောက်ရှိတယ်သူတို့ဟာသူ့ကိုလုံးဝမယုံကြည်တော့ You're not going to make it သူတို့မြင်တာမြတ်စွာဘုရားသူလိုချင်တဲ့ဟာဘယ်တော့မှရနိုင်ဘူးသူ့ဘက်မှာလုံးဝစိတ်ပြတ်သွားတယ် and we don't want to have anything to do with you သူဆုံးခွာသွားတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကသာဟိုစိတ်ဒီ attitude မှန်ဘူးဆိုရင်လေသူလည်း give up လုပ်မှာပဲလူ9ယောက်က give up လုပ်တယ်မဲပေးမယ်ဆိုရင်ကိုအရှုံးဘက်က6ယောက်ရှိတဲ့9ယောက်က no ပေးပြီဒါကိုယ့်ကိုပြန်ပြီး yes ပေးရမှာအရန်ခက်တယ်အမြတ်စွာဘုရားကိုယ့်ကို yes ပြန်ပေးတယ်သူတို့အဲ့လိုလုပ်တာကိုသူတို့ကိုပြန်ပြီးတော့တနာတယ်သူရဲ့9ယောက်လုံးဝငါလိုအပ်နေတဲ့အချိန်မှာငါ့ကိုဒီလိုပြစ်ဒဏ်ဆိုပြီးတော့အဲ့လိုနာကျင်တာမျိုးမရှိဘူးငါနဲ့အတူကြိုးစားလာတယ်မဖြစ်လို့သူတို့စိတ်ညစ်တယ်အဲ့စိတ်ညစ်တာကိုစိတ်ပြတ်တာကိုမြတ်စွာဘုရားနားလည်ပေးတယ်အဲ့ဒါကြောင့်သူတို့ပေါ်မှာလုံးဝမေတ္တာမဖြစ်ဘူးမေတ္တာမပြတ်အောင်နေမကဘူးလူတွေပေါ်မှာမြတ်စွာဘုရားကနေ့တိုင်းအစိတ်တောက်နေတဲ့လူတွေအစိတ်စားနေတဲ့လူတွေအဲ့လိုမြင်တဲ့အခါကျတော့သူတို့ကိုတနာပြီးတော့ motivation တွေရှိတယ်ဒါကြောင့် motivation ရှိရင်လုပ်နိုင်တယ်စာရီကြက်တဲ့အခါဘယ်လိုစိတ်ထားမျိုးထားရဆိုတော့ကလေးတွေအခု Oxford တက္ကသိုလ်ဝင်ဖို့ကလေးတွေကဖုန်းစီလာကြတယ်မိဘတွေခေါ်လာတာပေါ့နော် Oxford တက္ကသိုလ်ဒီ interview အောင်ဘယ်လိုလုပ်မှာတော့ရှောက်တဲ့အခါရှောက်တာလည်းပဲ A စာကြီးရတဲ့ကလေး4ယောက်ရှောက်ရင်1ယောက်ပဲရတာ1ယောက်ပဲဝင်ခွင့်ရဒါ A စာကြီးထွက်တဲ့ကလေး25%ပဲရတယ်တချို့ subject တွေ16%ပဲရတယ် success rate ကတချို့က25တပုံမြင့်တာပေါ့ average 25အဲ့25နဲ့ပါအောင်တော့လာကြတယ်ဘုံဘုံကလည်းဘာအာမခံပေးနိုင်မှာဟုတ်တယ်မလားအဲ့တော့တို့ပြောကလေးတွေကိုပြောတယ်မျိုးပြောတယ် Oxford တက္ကသိုလ်ရဲ့ကြီးတဲ့ရည်မှန်းချက်ထားပါဘုံက Oxford တက္ကသိုလ်ထက်ကြီးတဲ့ရည်မှန်းချက်ထားတယ် Oxford တက္ကသိုလ်က
နာလန္ဒတက္ကသိုလ်တဲ့နှစ်ပေါင်းဗုဒ္ဓဘာသာတက္ကသိုလ်နှစ်ပေါင်း900နောက်ကျတယ်နာလန္ဒတက္ကသိုလ်ကမြတ်စွာဘုရားပြိဋိဘံစံပြီးတော့နှစ်ပေါင်း1000ကျော်ကြာမှပေါ်လာဒါကြောင့်ဘုန်းတို့အခုပိဋကသုံးပုံထဲမှာရှိနေတဲ့ဒီလူသားအကျိုးပြုတရားတော်ကအောက်ဆွတ်တက္ကသိုလ်တဲ့သူကကြီးကျယ်အောက်ဆွတ်တက္ကသိုလ်တဲ့ကြီးကျယ်အဲ့ဒီလိုစိတ်ထားလိုက်တယ်အဲ့ဒါနဲ့ဘုန်းကြီးအောက်ဆွတ်တက္ကသိုလ်ဝင်တဲ့အချိန်တော့ဆိုရင်ကျောင်းလာခါ6လစာပဲရှိတယ်အောက်ဆွတ်တက္ကသိုလ်ဝင်ရတယ်ဆိုပြီးတော့အတက်နေတဲ့တက္ကသိုလ်ကိုဘုန်းကြီးကပြောထားတယ်ကျော်6လနဲ့ပြန်ထွက်လာရင်စိတ်မပြတ်နဲ့ကျောက်ကအောက်ဆွတ်တက္ကသိုလ်မပါဘဲနဲ့သာနာပြုနိုင်တယ်သူတို့ဒီလိုပြောထားတယ်6လနဲ့ပြန်ထွက်လာရင်ကျောက်ကမတင်လဲရတဲ့နှစ်ခွဲစာကျောက်ကလုံးဝစိတ်ထဲမှာမထားဘူးတင်လဲရတဲ့6လစာခေါင်းထဲမှာဆွဲထားမရှိတဲ့ဟာမကြည့်ဘူးရှိတဲ့ဟာပဲကြည့်ပြီးရှိတဲ့ဟာပဲစိတ်ထဲမှာဆွဲထားမှာပေါ့အဲ့ဒီလိုဆွဲထားရဆိုရင်စိတ်ဓာတ်ကြပြီအကြာကြီးမကြောက်စိတ်ဓာတ်ကြတယ်ဖွဲရတယ်တခါတခါစိတ်ဓာတ်ကြတယ်ဒါအမှန်ပြောပြတာဒါပေမဲ့အလုပ်တွေများတဲ့ခါကျတော့စိတ်ဓာတ်ကြခြင်းအသိမရှိတော့ဘူးလူလောကကြီးမှာလူတွေကြည့်ပြီးတော့ဒုက္ခတွေများတယ်ဆိုပြီးတော့တခါဒီလိုအတွေးတွေဝင်လာတယ်ဆိုရင်စိတ်ဓာတ်ကြဖို့အချိန်အသိမရှိတော့အဲ့လိုမဟုတ်ဘဲသူများအကြောင်းမတွေးဘူးကိုယ့်အကြောင်းပဲတွေးပြီးတော့self obsession ဖြစ်နေတဲ့ပုဂ္ဂိုလ်အဲ့ဒါမှသူက depression ဖြစ်တွေ့တယ်စိတ်ဓာတ်ကြတွေ့တယ်တချို့ကမိသားစုလိုက်စိတ်ဓာတ်ကြတာရှိတယ်တချို့လူကြတော့လူမျိုးလိုက်စိတ်ဓာတ်ကြတာရှိတယ်ဘုန်းကြီးဆယ်ဗီယက်နိုင်ငံရောက်တော့ဆိုတော့သူတို့ကအရန်ဒေါသထွက်လွယ်တယ် depress ဖြစ်နေတာပေါ့ nationally အဲ့ဒါမျိုးတွေဖြစ်ဒါတော့သိပ္ပံမောင်ဝပြောသလိုအောက်ဆွတ်မှတ်တမ်းတစ်စိတစ်စောင်းပါပဲကဲအားလုံးကျမ်းမှာချမ်းသာကြပါစေ